မျက်လုံးလေးတွေပွင့်ကုန်ပြီဒီမှာမျက်လုံးလေးတွေပွင့်ကုန်ပြီနော်ဒီမှာတရားနော်ဟောဒီမှာဒါလေးကတရားမျက်လုံးလေးတွေပွင့်ကုန်ပါပြီဒန်နော်မျက်လုံးလေးတွေပွင့်တဲ့အခါမှာအခုမှပွင့်လာကြဆိုသူတို့ဘလူးအိုင်းလာမဆိုကြည့်ချင်တယ်ရင်ခုန်စွာနဲ့နော်ရင်ခုန်စွာနဲ့မျက်လုံးလေးဖွင့်ပြီးစွာနဲ့မလေးအိတ်တာလေလာအောင်ဖတ်နေလို့ဖြူလေးလာပါအောင်ဖြူလေးအမလေးချစ်လိုက်တာမမေးဖြူလေးကဘာရောင်လေးတော့ကြည့်လို့မရသေးဘူးမလေးလာတာမဘာလို့နောက်ကနေဖြီကြီးကိုတိုးနာလာမကြည့်အောင်မျက်လုံးလေးတွေပွင့်ကုန်ကြပြီတဲတုံးလေးတွေမဆွေတို့ကလေးလေးတွေကပေါ့နော်အာဦးလေးတွေကမျက်လုံးပွင့်ချိန်လေးတွေဒီနှစ်ပတ်14ရက်အတွင်းမှာပေါ့နော်14ရက်နောက်ပိုင်းပေါ့ပြောချင်တာ14ရက်နောက်ပိုင်းမှာမဆွေတို့မျက်လုံးလေးတွေစပွင့်တယ်ဒါပေမဲ့တယောက်နဲ့တယောက်ကတူတာမဟုတ်ဘူးသူတို့ဆိုလို့ရှိရင်လည်းဒါ14ရက်မှာပွင့်တဲ့ကလေးကပွင့်တယ်အဲ့လိုမဟုတ်ဘူး14ရက်နောက်မှာပေါ့နော်15ရက်လောက်မှာပွင့်တဲ့ကလေးကလည်းပွင့်နေအိုးဟုတ်ပါအချစ်စရာလေးပါမျက်လုံးလေးတွေပွင့်ပြီဆိုလို့ရှိရင်အပြင်မှာနေပြတာတွေပါကြီးလုပ်လို့ရပြီဟေးပြုတ်ကြမယ်ဟေးဟာယူရန်ဆိုးပါလားယူရန်ဆိုးပါလားနော်14ရက်15ရက်မျက်လုံးပွင့်ပြီဆိုတာနဲ့အမလေးရှင်တို့ကလေထိန်ရလွယ်တယ်ခေးမနေနဲ့မျက်လုံးနှလုံးပွင့်ပြီဆိုတာနဲ့ပို့ထိန်ရတာတော့တောက်နဲ့ရှောက်သွားတာနော်ဆော့တာဆိုရဲဆက်ဆော့တာမဲအခုမျက်လုံးလေးတွေလည်းပွင့်ပြီသွားလေးတွေလည်းပေါက်တော့မှာတိလားသွားလေးတွေပေါက်တော့မှာဆိုမအေးကနိုးမတိုက်ရှင်တော့နိုးဖွက်နေငါသမီးလေးကဘာလို့အောက်ကိုစင်းကျင်ညာတော့အကောင်လေးကဖြစ်လက်တောက်ရှိသေးတယ်ဘာလို့စင်းကျင်ညာတော့ပြောလက်တောက်ရှိသေးတယ်ခါတယ်တော်တော်ကိုဟဟလားဒီမဲ့ထည့်ပေးထားတဲ့အိမ်ထဲမှာပဲနေလေအပြင်ထွက်ဆော့ရမယ်အရွယ်လားဟမ်အပြင်ထွက်ဆော့မယ်အရွယ်မဟုတ်သေးဘူးလေအပြင်ထွက်ဆော့မယ်အရွယ်ဆိုလို့ရှိရင်ဖွားရီကဆော့ခိုင်းမှာပေါ့ဘာတွေကလောက်ကလလောက်ပြီးတော့အပြင်ကိုထွက်ချင်နေရတာခါတယ်ပြောလိုက်လို့ရှိရင်မျက်နှာကိုလွှဲထားတာဒီရွယ်လေးနဲ့တအားလေတာကိုလီဘောလီဒါတွေကကိုလီဘောလီပေါ့ကိုလီဘော